အိမ်တော့တွေကားတော့တွေမေးကြံတဲ့လူတွေအတွက်တော့အကောင်းဆုံးဖုန်းနံပါတ် key chain လေးပါဒါလေးကဒီလိုအတွဲလိုက်လေးလာမယ်နော်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဒီ key chain လေးထဲမှာထည့်ထားလို့ရမယ်အဲ့တော့ဒီလိုအထုတ်လိုက်လေးလာမယ်ဝိန်ဒီလိုအထုတ်လိုက်လေးရမယ်အထုတ်ထဲမှာဘာတွေပါလဲဆိုရင်သူကဆီလီကွန်ပတ်ကလေးတစ်ခုပါမယ်အဲ့ဆီလီကွန်ထဲမှာဘာတွေပါမလဲဆိုရင်0 to 9 ထိဒီလို digit လေးပါမယ်အဲ့ဒါလေးကတော့ကက်ကြီးလေးနဲ့ညှက်ပြီးသုံးပေးရမယ်digit တစ်ခုကိုကနန်းဘယ်နှလုံးထိပါတယ်ဆိုရင်6လုံးထိပါမယ်ပြီးရင်ဒီလိုကြစ်ကျိုးလေးတစ်ခုပါမယ်နော်ပြီးရင်ဒီမှာဒါဖုန်းနံပါတ်လေးတွေခုနကတော့ဆီလီကွန်ပတ်ကညှက်လို့ရတဲ့ဒီဖုန်းနံပါတ်လေးတွေကိုဒီထဲမှာထည့်ပြီးသုံးပြလို့ရတယ်အဲ့တော့ဒီဖုန်းနံပါတ် key chain လေးကဘယ်လိုနေရာမျိုးမှာသုံးလို့ရတယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဒီထဲမှာထည့်ပြီးတော့ကိုယ့်အိမ်တော့ကားတော့တွေလုပ်ငန်းသုံးတဲ့တော့တွေမှာသုံးပြလို့ရတယ်နောက်တစ်ခုကဒီလိုဒီအပြားလေးကိုနော်ကားရဲ့ dashboard ပေါ်မှာလည်းသင်ပြီးသုံးလို့ရပါတယ်အရန်သုံးဝင်နေနော်အဲ့တော့ကားရက်တဲ့အချိန်ကျရင်ဒီ key chain လေးကိုကား dashboard ပေါ်တင်ထားလိုက်ရင်လေတခုခုဆိုရင်ကိုယ်အလွယ်တကူအမြန်ဆက်တွယ်လို့ရတယ်အဲ့တော့ဒီပစ္စည်းလေးကိုစိတ်ဝင်စားလို့မှာချင်နေဆိုရင်ကျွန်တော်တို့ MPH ကိုအချိန်မြေအားပါတရဆက်တွယ်ဝယ်နိုင်တယ် profile ရဲ့ bio link မှာလည်းဖုန်းနံပါတ်လေးတွေထားထားပါလေအလွယ်တကူဆက်တွယ်မှာနိုင်ပါတယ်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ